ကျွန်တော်တို့ကအခုကကျွန်တော်တို့ movie date ပေါ့နော် weekly နဲ့ movie date ကျွန်တော်တို့ရုပ်ရှင်မကြည့်ရဆိုရင်ဟိုလောက်ရှိပြီ10နှစ်လောက်ရှိပြီပေါ့နော်10နှစ်ဆိုတော့တော်တော်ကြာပြီဆိုတော့ဒီနေ့ကကျွန်တော်က Odyssey ကိုကြည့်ကျင်လို့ပေါ့နော် Odyssey လာကြည့်ရ Odyssey က Greek ကားဆိုတော့ weekly ကလည်းအဲ့လိုမျိုးကားကြိုက်တယ်ဟုတ်လားဟုတ်တယ်ကျော်မကားပေါ့နော်ကျော်မအဲ့လိုမျိုးပုံစံပြီးတော့ Christopher Nolan ရိုက်ထားတယ်ဆိုတော့ကောင်းမယ်ဆိုတော့ကျွန်တော်လည်းမကြည့်ရကြပြီဆိုတော့အမှတ်တရအနေနဲ့ဒီကားကိုကျွန်တော်လာကြည့်ရဆိုတော့ memory ရတခုခုတော့ကြာမှာပေါ့နော်တော့ကြည့်လိုက်ပါဦးမယ်ကျွန်တော်ရုပ်ရှင်ကြည့်ဖို့စပါပြီရောက်ပါပြီလက်မှတ်ဝယ်ပြီးသွားပါပြီ hot dog နဲ့ nacho cheese နဲ့ဆိုတော့ဘာကလေးကဘိုက်စာနေကျွန်တော်ကတော့မစားဘူးဒါပေမဲ့အေးတောက်မယ်ဆိုတော့ကျွန်တော်9နာရီဆိုတော့အခုဝင်လို့ရပြီကြည့်လို့ရပါပြီနော် Hello movie fans and thank you for showing up early for Newbie. I'm your ရုပ်ရှင်ကောင်းလားရက်မိုက်နော်ရင်းနေတုံးညအခုရုပ်ရှင်ပြီးသွားပါပြီအခု10နာရီ16မိနစ်ရှိပြီ3နာရီလောက်ကြာနော်ဒါပေမဲ့ကြာပါတယ်3နာရီလောက်နော်ကောင်းတယ်အကုန်လုံးကြည့်လို့အခန်းနေအခန်းကြီးကွာအဲ့လိုဆက်သွားကွာဇလန်ပြောပြရဲအဲ့လိုမျိုးဆက်သွားမိုက်တယ်ကွာအဆုံးကြီးကိုဆွဲခေါ်ပါနော်တန်ပါလေနော်ပြီးတဲ့ဒီငိုကျင်သွားတယ်ငိုသွားပြီးတဲ့ကံမှာရမ်းငိုကျင်သွားနော်မိုက်တယ်နော်မိုက်တယ်လောက်ပါပဲအချိန်ရရင်တော့ကြည့်ကြပါအချိန်ရရင်တော့ကြည့်ဒီနေ့ memory လေးကိုဒီလောက်နဲ့ပဲတင်လိုက်တော့